သားစုထောက်မှန်နိုင်တဲ့သူဖြစ်ရပါစေဆိုပြီးစူတောင်းလိုက်တာအမေသာအကြီးကအမေနဲ့ဝေးကရှောက်လာတော့ပဲအမေသူငေါက်တိုင်းပြန်ခံတော့တဲ့အမေသာလူမကြီးကအခုဆိုလှုပ်ရှင်တဲ့တွေဟာလက်မင်းချပြီပြုံးတတ်နေပြီအမေတနေ့အစင်ပြီးခဲ့အမေလူချင်းနဲ့စပင်းမုံလေးညပြီးအမေရဲ့အိမ်ကိုလေးဒါပြန်ခဲ့မယ်အမေရဲ့လက်ရည်တော်ကြီးဖတ်ပြမယ်နောက်ပြီးအိမ်မှာမနေရတော့ဘူးလို့ဒါဘယ်တော့မှချက်မပြောတော့အပြေလောကကြီးအမေယူဝင်မလုံးကြဘူးဗျလောကရန်ဆိုကစားဘူးရတာအားရလိုက်တာအမေရ 没有这么不呢，把你当你。